ဒုတိယထပ်စစ်ကိုမှလုံးဝ share ပြင်ဆင်ထားပြီးတော့ဗန်ချိတ်ရတဲ့အပြင်လူလုံးဝမနေရသေးတဲ့တိုက်အသစ်ဆက်ကိုမှ fully furnished ကို fully decorate ပြင်ထားတဲ့အခန်းလေးနဲ့အယောင်မိတ်ဆက်ပေးပြစေရှင်location အရန်မိမိုက်တဲ့ဒီခန်းလေးရဆိုလို့ရှိရင်မြစ်တာလမ်းမနဲ့နီးမယ်တစ္ဆာလမ်းမနဲ့နီးပါမယ်ရှင်ခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းတိုက်အသစ်ကိုမှဝရဏာမှာကြွေပြအပြည့်ခင်းထားတယ်အဲခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းပါကီအထူသားကိုခင်းထားတယ်ဖျားကြောင်ဆောင်သီးတန်လေးကိုပူဇော်ပေးထားတယ်ဆိုပါစတီတွေပါမယ်ညီမတို့ TV စီနေရအစားပါမယ်ပေါ့နော်အကုန်လုံးကိုလုံးဝ share ပြင်ဆင်ထားပြီးတော့လူလုံးဝမနေရသေးတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်24နာရီမီးရအောင်လို့လည်းညီမတို့ battery ကိုထည့်ပေးထားပါတယ်ရှင်မီးလုံးမီးဆိုင်ကိုလုံးဝ share ပြင်ဆင်ထားပြီးတဲ့အိတ်ခန်းနှက်ခန်းပါပါမယ်ရှင်ညီမပရိသတ်ဈေးတို့ကျောင်းတို့နဲ့လည်းနေရ BCC မိကြပြီးသားကိုပိုင်မီတာကိုပိုင်မော်တာအခန်းလေးလည်းဖြစ်ပါတယ်ရှင် AC 3လုံးပါပါမယ်ရှင်အခန်းထဲမှာ2လုံးအပြင်မှာ1လုံးပါမယ်ရှင်ခန်းထဲမှာဆိုလို့ရှိရင်လည်းနယံကပ်ဗီဒီယိုတွေအစအကုန်လုံးထည့်ပေးထားပါတယ်ရှင်ဘေးလျှောက်လမ်းတွေမှာအစမီးလုံးမီးဆိုင်အလှတွေကိုတိကျလုပ်ပေးထားပါတယ်ရှင် location တော်တော်လေးကိုမိမိုက်တဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်နောက်တစ်ခန်းမှာဆိုလို့ရှိရင်လည်းနယံကပ်တွေပါမယ်မှန်တင်ကုန်တွေပါမယ် AC တွေပါပါမယ်ရှင်location အနေနဲ့တောင်ကလာ10ရက်ကွယ်ဇီယာ6လမ်းမှာရှိတဲ့ဒုတိယထပ်စစ်အခန်းလေးပဲဖြစ်ပါတယ်ရှင်။ kitchen ကန်းတိုင်းဝင်ပြီဆိုလို့ရှိရင်လည်း kitchen counter တွေ kitchen cabinet တွေပါတယ်။ကြွေပြားအပြည့်ခင်းထားတဲ့ရေချိုးကိုင်းသာပိုးတိုင်းပေးစင်ပါပါမယ်ရှင်။ရေချိုးကိုင်းမှာလည်းအုတ်ကန်လေးထည့်ပေးထားတဲ့တော်တော်လေးကိုအဆင်ပြေပါတယ်။ရေကတော့2 line အဝေးစီရောဂျိုးပြူရောပါပါမယ်ရှင်။အခန်းလေးကတော့18ပေ54ပေမှာဒုတိယထပ်စစ်လေးလည်းဖြစ်တဲ့ location လည်းတော်တော်လေးကိုမိမိုက်တဲ့အခန်းခေါ်စည်းလေးကလည်း3100ညှိနှိုင်းလေးပဲဖြစ်ပါတယ်ရှင်။ဘတ်ဂျက်လိုချင်တဲ့ customer လေးတွေအတွက်ကလည်းဘတ်ဂျက်ရပါတယ်ရှင်။အခန်းလေးကတော့တော်တော်လေးကိုပြင်ဆင်ပေးထားတယ်။ဘေးမှာဆိုလို့ရှိရင်လည်းလိုက်ကအလှရေးလုပ်ပေးထားတယ်။အဲခန်းလေးလည်းတော်တော်လေးကိုကျယ်တယ်။ကားပါကင်လည်းတော်တော်လေးကိုအဆင်ပြေတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ဘေးမှာဆိုလို့ရှိရင်လည်းပတ်ဝန်းကျင်တန်းတဲ့အတွက်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ kit ကိုဆက်သွယ်ပေးပါရှင်။ကျေးဇူးပါ